အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ Gmail အကောင့်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုလာပြီးတော့ setting လုပ်ပြသွားမှာဖြစ်ပါတယ်ဒီနေ့ကျွန်တော်လုပ်ပြမှာတော့ Gmail password မဲမှုတဲ့သူတွေ password အတိအကျန်လဲတဲ့နည်းလမ်းလေးကိုကျွန်တော်ဒီနေ့လာပြီးတော့လုပ်ပြသွားမှာဖြစ်ပါတယ်အရင်ဆုံး Gmail ထဲကိုတစ်ချက်ဝင်ပြလိုက်မယ်ပြီးတော့ဟိုတာကကောက်ပုံစံလေးကိုတစ်ချက်နှိပ်ပြလိုက်မယ်ပြီးတော့ဒီနေရာမှာ man again your get about ဆိုတာကိုစီတစ်ချက်နှိပ်ပြလိုက်မယ်ပြီးတော့ဘေးကိုနည်းနည်းဆက်တင်လိုက်မယ်ဒီနေရာမှာ SACUR anti-web setting ကိုဆက်နှိပ်ပြလိုက်မယ်ပြီးတော့ဒီလိုမျိုးပေါ်လာဖြစ်ပါတယ်ကိုယ့်ရဲ့ password အတီးလဲမှာဖြစ်တဲ့အတွက်အပေါ်နဲ့ဆက်တင်ပြလိုက်မယ်ဒီနေရာမှာ password ဆိုတဲ့နေရာကိုဆက်နှိပ်ပြလိုက်မယ်ပြလိုက်ပါပြီးတော့ဒီလိုမျိုးပေါ်လာမှာဖြစ်ပါတယ်ကိုက password အတီးထည့်ချင်နေဆိုရင်ဒီနေရာမှာထည့်လိုက်ပါပြီးတော့ဒီတစ်ချောင်းကလည်းကိုကပေါ်လာချောင်းနဲ့တူအောင်ထည့်ပေးလိုက်ပါထည့်ပြီးတော့ပြီးသားရင်အောက်မှာစာတန်းကြာရောင်လေးနဲ့get password ဆိုတာကိုတစ်ချက်နှိပ်ပြလိုက်တာနဲ့ password တိလဲတာပြီးတော့ပါပြီဖြစ်ပါတယ်ဒီနည်းလမ်းလေးကလည်းကိုစမ်းတော့ဖြစ်ပါတယ်ငါချင်းတွေလည်းကျွန်တော်ရဲ့ဗီဒီယိုကြည့်ပြီးတော့လုပ်တယ်မလို့ထင်ပါတယ်